ကဲဒါကတော့ဒီနေ့ဘယ်နှရက်20ရက်နေ့နော်20ရက်နေ့နော်6လပိုင်း20ရက်နေ့ရဲ့အဝယ်လေးပါဒါအခေါက်တော့မနော်ဒါနှစ်ချက်နဲ့2 ချက်ရှိပဲနှစ်ချက်8ပဲနဲ့3ပွိုက်နော်ပြီးလို့ရှိရင်ဒါလေးကဘယ်လောက်ရှိလဲဒါလေးကနှစ်ချက်နဲ့3ပွိုက်မိရအပေါ်အလင်းဝင်နေတယ်နော်ဒီလိုလေးမထောင်းတ िश ူဘူးလေးခံနှစ်ချက်နဲ့ဒါဆိုရင်3ပွိုက်ဒီဟာလေးကကင်မရာတိတ်မကောင်းတော့နှစ်ချက်နဲ့3ပွိုက်ဒါကြတော့ဒါဘလောက်ဒါကတော့တစ်ချက်ကျော်ပေါ့နော်ဟော10ပဲ4ပွိုက်4ပွိုက်ခွဲပေါ့နော်4.5ဆိုဒါဒီနေ့အတွက်အဝယ်လေးအားလုံးပဲဘယ်လောက်ရှိ5ချက်ကျော်နော်5ချက်နဲ့5ချက်နဲ့2ပဲ5ရွေးတပွိုက်2ပဲ5ရွေးနော်ရွှေရောင်းခြင်းဖုံးဆက်ပြီးတော့လေလာရောင်းလို့ရတယ်လို့အိမ်နိုင်ရောက်လဲလာဝယ်ပေးပါတယ်ယုံကြည်စိတ်ချစွာရောင်းချလို့ရပါတယ်ဆက်သွယ်ပြီးတော့ရောင်းချလို့ရပါတယ်ဒါကတဘာဝမှော်ရွှေပေါ့နော်မှော်ရွှေမြေကြီးတွေကထွက်တဲ့အတိုင်းပဲဒါလည်းအခောက်ပဲပေါ့အခောက်ပဲဒါပေမဲ့ဒါကတော့ပြန်ပြီးတော့တန့်အောင်ပါနော်တန့်ပြီးတော့ကြိုရမယ်ပြန်ကြိုပြီးတော့ဒီလိုအခောက်ပဲပြန်လုပ်ပါမယ်အဲဆိုတော့နော်ပြီးတော့ရွှေဆိုရင်ဘာရွှေမဆိုတော့အကုန်ဝယ်ပါတယ်80k လည်းဝယ်တယ် 24k လည်းဝယ်တယ်စင်ကာပူရွှေအကုန်ဝယ်တယ်နော်ပြီးလို့ရှိရင်အပေါင်လက်မှတ်တွေပေါ့နော်မရွေးနိုင်တော့လို့စုံတော့မယ်ဆိုရင်တော့အစုံဟိုပေါ့ကိုမရွေးနိုင်တော့ဘူးဆိုလို့ရှိရင်ပေါက်ဈေးတိုင်းပေါ့ပေါက်ဈေးတိုင်းမှာအပေါင်ပေါင်းချာကိုဖြတ်ပြီးတော့အတိုးနဲ့ပေါ့နော်အတိုးနဲ့ဟိုဖြစ်ပြီးတော့တွက်ပြီးတော့ဟိုရွေးပေးပါတယ်နော်ကြိုပြီးတော့ဆက်တယ်ပေါ့နော်အတိုးဘယ်နှလားလဲအတိုး3လဆို3လနဲ့ပြီးလို့ရှိရင်ကိုယူထားတဲ့ဈေးနဲ့အခုလက်ရှိပေါက်ဈေးနဲ့တွက်ပြီးဘယ်လောက်မြက်လဲမြက်တဲ့ဟာကိုပြန်အမ်းပေးပြီးတော့နော်ကိုယ်တိုင်ပိုင်ရှင်နဲ့တွားရွေးပြီးတော့ယူပါတယ်အပေါင်ပေါင်းချလဲရောင်းပါတယ်ဟိုဝယ်ပါတယ်အပေါင်ပေါင်းချလဲရောင်းလို့ရပါတယ်ဝယ်ယူပေးပါတယ်ဟိုရောင်းချင်နေဆိုရင်စိတ်ချစွာရောင်းလို့ရတယ်ဟိုလာဝယ်ပေးပါဆိုတော့ဝယ်ပေးပါတယ်ပေါ့နော်ဟိုဗာလဲရောင်းချင်နေဝယ်ချင်နေဆိုရင်ဖုန်းဆက်ပြီးတော့မှာယူလိုက်ပါခွန်3လေး333လေးကိုဖုန်းဆက်လို့ရတယ်ဗာလဲ456လေး155ခွန်လည်းဆက်သွယ်လို့ရပါတယ်เนาะဒါဒီနေ့အတွက် lucky လေးပါခုနှစ်သားသမီးကเนาะလုံကြီးစိတ်ချတာရောင်းချပြီးတော့ခုနှစ်သားသမီးပေါင်းကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲစာပွားတို့တက်ပြီးတော့စားစားရပါတယ်ရှင်လာပြီးတော့เนาะပိုးများကြိုးရပါစေလို့အားလုံးကျေးဇူးတင်ပါတယ်